ကိုစောစောစီစီပိတ်ခဲ့ရတဲ့ရင်နှင်းစွာပဲပညာတစ်ပိုင်းတစ်စားနဲ့မိသားစုကိုခွဲခွာဘာသာစကားမတူတဲ့တိုင်းတစ်ပါးမြေမှာအထင်သေးခံရတဲ့အထင်သေးခံရတဲ့အလုပ်တွေနဲ့အားတင်ထားဒီနိုင်ငံကြီးကဆင်းရဲမွဲတဲ့နေတော့မလားလူတစုလက်ထဲမှာပဲပြည်သူသွေးတွေပျော်မွေ့လို့အကြမင်းကိုဦးချမတိုးတိုးလေးဆူတောင်းနဲ့မတရားသူတွေဝတ်လဲဖို့ချိန်စားတိုင်းရင်နဲ့ပြည်သူမျက်ရည်တွေထွက်ဝတ်ကြွေးတွေပြန်ဆက်ကြပါစေဒီမြေကြီးတစ်ခုလုံးတာယာဝပြောပါစေပုံရှုပ်ွယ်ရှုပ်ဘွားထဲမှာအသက်ရှူရတာခက်တယ်ဒါပေမဲ့အမေတို့စီငွေလွှဲနိုင်တဲ့အခိုက်အတန့်အမေရဲ့အပြုံးကိုမြင်ရရင်အမောတွေပြေပြောင်းကျမတို့ရဲ့ဝတ်ကြွေးတွေကဘယ်တော့မှကုန်မလဲသိခံခြင်းတွေနဲ့ပဲနေ့ရက်တွေကိုကြော်ဖြတ်အသက်မသေးခင်ကိုယ်နိုင်ငံလွတ်မြောက်တာမြင်ခြင်းနဲ့တန်တိုင်းတွေကြားမှာပိတ်မိနေတဲ့ပြည်သူတွေအတွက်ပြည်သူမြေကစွမ်းထက်တဲ့ချိန်စားဖြစ်ပါစေဝတ်ကြွေးကလူတစုကိုအခုပဲလိုက်ပါတော့တရားများတဲ့မှုကဘယ်စီမှလဲသိပါစေဒီနိုင်ငံကြီး